အားလုံးပဲမင်္ဂလာပါဗျာဒီနေ့မှာတော့ကမ္ဘာဖလားပွဲစဉ်တွေထဲကပရိသတ်တွေအသေးဆွဲအားပေးကြတဲ့စီရိုနယ်ဒိုရဲ့ပေါ်တူဂီဟယ်ရီကိန်းရဲ့အင်္ဂလန်နဲ့လူဒီယက်စ်တို့ရဲ့ကိုလံဘီယာအသင်းတို့ကွင်းထဲဆင်းလာကြပြီးမှုပွဲကြီးပွဲကောင်းတွေနဲ့ပြည့်နေနေပါတယ်ဗျာပေါက်ကြီးတွေကိုအခြေခံပြီးဒီညနဲ့မနက်ဖြန်မနက်ပိုင်းမှာကစားမဲ့အုပ်စုအဆင့်၄ပွဲလုံးကို9ပေါ်9အောက်အမြင်တွေနဲ့အတူသုံးသက်ပေးသွားပါမယ်ဒီသုံးသက်ချက်ဟာအချက်လက်အခြေခံသုံးသက်ချက်တွေဖြစ်လို့အတူတူကြည့်ရှုပေးကြဖို့တောင်းဆိုချင်ပါတယ်ဗျပထမပွဲစဉ်ပေါ်တူဂယ်နဲ့ဒကန်ဂိုအုပ်စုပွဲစဉ်ဖြစ်ပြီးပေါက်ကြီးမှာအသင်းကောင်းဆောင်စီရိုနယ်ဒိုရဲ့ပေါ်တူဂီက1.33နဲ့အပြတ်သက်အလေးတာနေပြီးကွန်ဂိုက17.3ထိပေါက်ထားပါတယ်ဗျာပေါ်တူဂီရဲ့လူစင်းကကမ္ဘာအဆင့်ဖြစ်ပြီးတိုက်စစ်ပိုင်းအလွန်စုံလင်တာမှုအဖွင့်ပွဲမှာအားရပါရဂိုးမိုးရွာပြဖို့များပါတယ်ကွန်ဂိုခန်စစ်ကိုချေမှုန်းပြီး3-0ဆိုတဲ့ရလဒ်မျိုးနဲ့ပေါ်တူဂီတို့နိုင်မဲ့ဂိုးပေါ်ပွဲစဉ်ဖြစ်နိုင်ပါတယ်ဗျဒုတိယပွဲစဉ်အင်္ဂလန်နဲ့ခရိုဒီယာဒါကတော့အုပ်စုရဲ့ပွဲကြီးပွဲကောင်းပါပေါက်ကြီးမှာအင်္ဂလန်က1.854နဲ့အလေးတာနေပြီးမိုဒရစ်ရဲ့ခရိုအေးရှားက9.33ထွက်ထားပါတယ်အင်္ဂလန်ဟာဟယ်ရီကိန်းဘယ်လင်ဟန်တို့လိုကျယ်ပွင့်တွေနဲ့တိုက်စစ်အပြည့်ဖွင့်လာမှာတေချာသလိုခရိုအေးရှားကလည်းဝါရင်ကစားသမားတွေနဲ့တံပြန်တိုက်စစ်ဆင်လာမှာမို့အပြန်အလှန်ဂိုးတွေနဲ့2-1လောက်ဖြစ်သွားနိုင်မဲ့ဂိုးပေါ်ကပွဲလို့မြင်ပါတယ်ဗျာတတိယပွဲစဉ်ဂန်နာနဲ့ဖန်နမာအုပ်စုရဲ့ပွဲစဉ်ဖြစ်ပြီးပေါက်ကြီးမှာဂါနာက2.4နဲ့အနည်းငယ်အသာရနေပြီးပနားမားက3.3နဲ့ပေါက်ထားပါတယ်နှစ်သင်းစလုံးကပေါက်ကြီးတိတ်မကွာပဲခြေတူတလောက်ရှိနေပါတယ်အာဖရိကကြားဂါနာကကမ္ဘာဖလားအတွေ့အကြုံအရအသာရနိုင်ပေမဲ့ပနားမားကလည်းခန်းစစ်ပိတ်ကစားမှမို့ဂိုးထွက်နေပြီး1-0ရလက်မျိုးနဲ့ဂါနာကတ်နိုင်မဲ့ဂိုးအောက်ပွဲစဉ်ရွေးချယ်ခြင်းပါတယ်ဗျစတုထပွဲစဉ်ယူဇဘီကစ္စတန်နဲ့ကိုလံဘီယာအုပ်စုရဲ့ပွဲစဉ်ဖြစ်ပြီးတောင်အမေရိကအင်အားကြီးလူဒီယက်စ်ရဲ့ကိုလံဘီယာကပေါက်ကြီး1.48နဲ့အလေးတာနေပြီးအာရှဇုံကဥစဘက်က9.4ကျော်ပေါက်ထားပါတယ်ကိုလံဘီယာရဲ့ကစားသမားတဦးချင်းခြေစွမ်းတဲ့နီးစနစ်ကဥစဘက်ထက်တာလွန်ပါတယ်ဥစဘက်ကခန်းစစ်ပိတ်ပြီးတရေကစားဖို့စူးစမ်းမှာဖြစ်ပေမဲ့ကိုလံဘီယာကပဲပွဲကိုထိန်းချုပ်ပြီး2-1လောက်နဲ့နိုင်သွားမဲ့ဂိုးအောက်ပွဲစဉ်ဖြစ်နိုင်ချေရှိပါတယ်ကဲအဖွဲ့သားတို့အနေနဲ့ကောဒီညစီရိုနယ်ဒိုရဲ့ပေါ်တူဂီနဲ့ဟယ်ရီကိန်းရဲ့အင်္ဂလန်တို့နိုင်ပွဲကိုစီရသွားမလားခါမန်မှာရေးပေးခဲ့အောင်နော်ဗီဒီယိုကိုသဘောကျရင် like နဲ့ subscribe လုပ်ထားပေးပါဦးဗျအားလုံးပဲကံကောင်းကြပါစေနောက်ဗီဒီယိုမှာပြန်တွေ့ကြမယ်